တောထဲမှာတိတ်တဆိတ်လှုပ်ရှားနေပြီးတစ်ချက်တည်းနဲ့တားကောင်ကိုဖမ်းနိုင်တဲ့တတ်တော်တစ်ကောင်ရှိတယ်ဆိုတာတင်သိပါသလားသူကတော့ကြားပါဒီနေ့တော့ကြားတွေရဲ့အကြောင်းစိတ်ဝင်စားစရာကောင်းတဲ့အချက်၅ချက်ကိုတော်တော်လေးပြောပြပါမယ်ပထမအချက်ကြားတွေဟာတဘာဝထဲမှာအမဲလိုက်အရန်တော်တဲ့တတော်တွေပါအတံမထွက်အောင်တိတ်တဆိတ်ချင်းကပ်နိုင်ပြီးမျက်နှုံးနဲ့ခွန်အားကိုတစ်ချိန်နဲ့အသုံးပြုနိုင်ပါတယ်ဒါကြောင့်တစ်ချက်တည်းနဲ့တားကောင်ကိုဖမ်းမိစေနိုင်တာပါဒုတိယအချက်ကြားတွေဟာအများအဖြစ်တကောင်တည်းနေထိုင်တတ်ကြပါတယ်ကိုယ်နဲ့မြေကိုကောက်ွယ်ဖို့တစ်ပင်တွေမှာချစ်ရထားပြီးအမှတ်အသားလောက်ကြပါတယ်ဒါဟာဒီနေရာကငါနေရာဆိုတဲ့တဘာဝရဲ့တတိပေးချက်ပါတတိယအချက်ကြားတကောင်ချင်းစီရဲ့အစင်းကြောင်းတွေဟာလူတွေရဲ့လက်ပွေရလိုပဲဘတော်မှမတူကြပါဘူးဒီအစင်းကြောင်းတွေကတစ်တော်ထဲမှာဖုံးကွယ်နိုင်အောင်ကူညီပေးပြီးအမဲလိုက်တဲ့အခါအားတာချက်ဖြစ်စေပါတယ်စရုပ်ထအချက်တစ်ချိန်လုံးကကြားမျိုးစိတ်ကိုမျိုးရှိခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာတော့6မျိုးပဲကျန်ပါတော့တယ်နေထိုင်ရာပတ်ဝန်းကျင်ပျက်စီးမှုနဲ့တရားမဝင်အမဲလိုက်မှုတွေကြောင့်ကြားတွေဟာမျိုးတုံးလူနီးပါအနေနဲ့ရင်ဆိုင်နေရပါတယ်နောက်ဆုံးအချက်ကြားတွေကဘာပေါ်မှာဆက်လက်အသက်ရှင်တန်နိုင်ဖို့ကျွန်တော်တို့ရဲ့ထိန်းသိမ်းရှော့မှုကအရန်အရေးကြီးပါတယ်ကြားတွေကိုကာကွယ်တာဟာတဘာဝကိုကာကွယ်တာပါဒီလို knowledge video တွေကိုကြိုက်နေတတ်တယ်ဆိုရင် follow လုပ်ထားပြီးဒီ video ကိုမျှဝေပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်